哇，你在刚刚你爱把屁股拎，拎什么白泡你路？ ဘယ်လိုဖြစ်တာလဲ လိုဖြစ်နေဘိုက်ကတဖြည်းဖြည်းဟိုလိုမျိုးပူပူလာတာပူလာဘိုက်တအားကြီးဖောင်းလာတာ ဖိုက်ဖ အဲ့ဒါကြောင့်မလို့အကူညီလန်းတောင်းလိုက်တာဟိုဓာတ်မှန်ရိုက်တဲ့ခါကျတော့လေဒီမှာဆရာဝန်ကတော့ဒီမှာဓာတ်မှန်ရိုက်တဲ့ခါကျတော့ဥခောက်နေတာတဲ့တကယ်လို့ခွဲရဆက်ရမယ်ဆိုလို့ခွဲရဆက်ရဖို့ကလည်းလိုတော့တယ်မိုင်းမှာအဆင်မပြေဘူးပူစေးပူနေရလဲဟိုဖြစ်နေပြီဆိုလေပတ်စံအဲ့လိုမျိုးတဖြည်းဖြည်းနဲ့အကျွေးလေးတွေကတဖြည်းဖြည်းများလာတဲ့ခါကျတော့အမမအခုအဲ့လိုမျိုးအခက်ခဲလေးရှိလာကလေးကကြတော့လေကြည်တော့သူကလန်းတယ်လူကလန်းတယ်အဲ့လိုမျိုးအခုသူများတွေအခုအမားတို့ရက်ွက်မှာဆိုလို့ရှိရင်ကလေးတယောက်ဆိုလူကလန်းတယ်ကလေးကအဲ့ဒါဆိုင်းနဲ့ဘိုက်ကဖောင်းလာတော့မိဘတွေကအစင်ပြေတဲ့ခါကျတော့မြေကြီးနားကိုတန်းသွားတော့ကလေးကဥခောက်နေရအမသူတို့ကတော့ပတ်စံရှိတော့ခွဲနဲ့လှုပ်တဲ့အချိန်မှာကလေးကဆုံးသွားကိုတွေကြတော့အဲ့လိုမျိုးဖြစ်မှာစိုးလို့လေအဲ့လိုအိမ်အောင်ရတဲ့တိတ်အစင်မပြေဘူးကလေးအယောင်နဲ့မကြီးလှုပ်စားနေရတဲ့ခါကျတော့အစင်မပြေဘူးအဲ့တော့သူ့ကိုစေကံပြကျင်တာကလေးအတွက်ပဲတွေးတာပါသူများပေးစရာရှိရတော့ကို့မှာနော်ကိုစူးစမ်းပြီးတော့ကိုပေးဖို့စဉ်းစားတာဒါပေမဲ့မိသားသမီးဖြစ်လာတဲ့ခါကျတော့အမအဆင်မပြေတဲ့ခါကျတော့အမနယ်ကလေးမဟုတ်ဘူးဒီနေ့အဲ့တော့အမမဆွဲဖို့လွဲဖို့လေအမအဆင်မပြေဘူး အမဘယ်ဇာတိကလဲ အမပြည်ဘက်ကပါအမျိုးသားဘက်ကိုအမလိုက်လာတာဒီမှာကျတော့လေသူတို့နဲ့အသိအဆင်မပြေဘူးအမပဲနေရတာအဲ့လိုမျိုးဆိုတဲ့ခါကျတော့လေစေကူတွေနဲ့ပတ်စံပေးစရာလေးတွေကလည်းတဖြည်းဖြည်းနဲ့များလာတဲ့ခါကျအမအဆင်မပြေတော့အားကြောင့်မောင်လေးတို့ကူညီလန်းတောင်းရတာ ကလေးခွဲစစ်ကိုတာခက်ခက်ဖြစ်တာပေါ့ဒီနော် အေးဒီနာကိုလွဲလိုက်တာအားကြောင့် အဲ့လေခုလိုဝါချရတာဝါကျွန်တော်တို့လည်းဝါစိတ်မကောင်းနဲ့နော်ဝါကလေးကိုကြည့်နော်ဝါချစ်စရာလေးနဲ့ဝါတက်နိုင်တယ်လို့ဝါကူညီထားမယ်လေနော် ဟုတ်ကဲ့ ဝါအဆင်ပြေအောင်ဆိုပြီးမှ ချစ်စရာလေးမိမိရနော် ကျန်လာနော် တရားပတ်စံလက်ခံထားပေးဝါကလေးဝါခွဲစစ်ကူထားဖို့တဲ့ဝါအတုံးပြုဖို့တဲ့ပေါ့လေနော်ဒါတတဲဟုတ်နဲ့ဆိုလက်တဲမိမိရေ တုံးတဲနေတော့လေ30လေးတဲနေတော့လေမိရေးတဲ့ ငါတိမ်ပေါ့လေနော်အခုဒီဟာပတ်စံအလူငွေကြတော့ပေါ့လေနော် ခုတရားကူညီရဲ့လူရှင်ကျတော့ခိတ္တထိုင်းနိုင်ငံချွန်ပူလီမြို့နယ်ဗန်ပင်းမြို့နောင်ကရုတ်ကဥကျော်မီတာစုကနေပြတာပေါ့လေနော်ဒါမသိငါ ကျေးဇူးတင်ပါ အခု တ ဒီ ယ် ဟာတိမ်ကြတော့ပေါ့လေနော်ခွဲစိတ်ကူထားရမှာဆိုတော့ပတ်စံလက်တော်ကုန်မှာဆိုတော့အခုဒီတိမ်ကြတော့9ရက်သားသမီးတွေကနေစုပေါင်းပြီးလူထားတဲ့အလူငွေပေါ့လေနော်အခုဒီဟာတိမ်ကြတော့6တိမ်ပေါ့လေနော်စုပေါင်းဆိုရင် ဟုတ်ကျေးဇူးတင်ပါတယ်လို့အခုလိုမျိုးလေးကူညီပေးတဲ့အတွက်လည်းလေကျေးဇူးတင်ပါတယ်တကယ်ကလေးကလည်းခွဲရဆက်ရမှာဆိုတဲ့ခါကျတော့အခုပြောသလိုပဲမိုင်းမှာလည်းသူ့ကိုကုနေရတာလည်းပတ်စံအကျွေးရလည်းနည်းနည်းတင်းနေပြီဆိုတဲ့ခါကျတော့ဘလို့မှစဉ်းစားတတ်လို့အကူညီလန်းတောင်းရတာပါကူညီပေးတဲ့လူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့နော် ဟုတ်ကဲ့ပါပြီးတဲ့ဆုနဲ့ပြပါစေအခုအမတို့မိသားစုကြတော့ပေါ့လေနော် ဟုတ် ကျမရေမကောင်းဖြစ်တာဆိုတော့ပေါ့လေနော်ဘိုက်ခွဲရမယ့်အခြေအနေဖြစ်နေတာကြောင့်မလို့ပေါ့လေနော်တော်တော်လေးဒုက္ခရောက်နေတာပေါ့အခုလိုအဆင်မပြေဒုက္ခရောက်ဖြစ်နေတဲ့အချိန်မှာအခုလိုကူညီပေးကြတဲ့ဥကျော်မိသားစုနဲ့ခုနကတာတမန်အားလုံးလည်းကျမပါချမ်းသာပါစေဆုတောင်းမေတ္တာပို့ပါတယ်နော်အားလုံးစိတ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လက်မျက်စုံအေးချမ်းပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော် ဟုတ်ကျေးဇူး မအားမငယ်နဲ့နော်ကျမရေလည်းကျူးစားအောင်ကြောင်းမယ်နော် ဆောင်တော့မိမိရဲ့ချစ်စရာ ကျေးဇူးတင်တယ်နော်ကူညီပေးတာလေ ယူစားအကြောင်းနော် ကျေးဇူးတင်တယ်နော်ကူညီပေးတာလေ